ကဲတင်ငယ်ချင်းတွေလက်ကြံချင်းလေးတွေမှာကျွန်တော်ကောင်းတဲ့မွေးကနန်းဆိုင်တစ်ဆိုင်ပြမယ်ဗျာနော်ဒီစနစ်လေးကမနှစ်ကတော့လုတ်တယ်ဗျာနော်ဒါပေမဲ့မနှစ်ကလုတ်တဲ့ကနန်းကျွန်တော်တို့အချိန်ဖမ်းခဲ့တဲ့ကနန်းကိုတော့မအောင်သွားခဲ့ဘူးပေါ့နော်စနစ်ကတော့အောင်တာပေါ့နော်ကျွန်တော်ဒီမှာ၄ထိပ်ခွန်ထိပ်၃ထိပ်ဆိုတော့၄လို့ထောင်တာပေါ့နော်၄ခွန်၃ကလည်းမူသေးဖြစ်မယ်ထိပ်၃လုံး၄လို့ဖြစ်ရမှာပေါ့နော်၄ခွန်၃လို့ထောင်ပြီးပေါ့နော်ထောင်ပြီးအဲ့၄ထိပ်တောင်1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်6နှစ်တွားလို့ရှိရင်သူ့ရဲ့ဘေးမှာလည်းကျွန်တော်တို့၄ခွန်3လို့ပဲထောင်တာပဲပေါ့နော်၄ပဲပေါ့နော်အဲ့၄ခွန်သားတစ်ကောင်1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်ရဲ့ဘေးမှာလည်း၄ထိပ်ကနေ၄ခွန်3လို့ပဲထောင်တာပဲပေါ့နော်ဒီတော့ကလည်းကျွန်တော်တို့၄ထိပ်ခွန်ထိပ်3ထိပ်တွေရောက်ခင်ရတဲ့ကျူကင်ခဲ့တဲ့မူတွေပေါ့နော်အောင်သွားပြီပေါ့နော်ကျွန်တော်တို့ဒီ၄ခွန်3လို့ထောင်ပြီပေါ့နော်အဲ့တင်ငယ်ချင်းတွေဒီစနေလေးကျွန်တော်မှင်လေးနဲ့ပြန်ပြမယ်နော်ကျွန်တော်ဒီမှာ၄ခွန်3လို့ထိပ်ကထောင်တာပေါ့နော်ဒီမှာ၄ခွန်3လို့၄ခွန်3လို့ဒီမှာထောင်တာပေါ့နော်၄ခွန်3ထောင်ပြီးရင်၄ထိပ်ကနေစောင်း1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်ရဲ့ဘေးမှာ၄ခွန်3လို့၄လို့ပဲထောင်ပြီးပေါ့နော်ဒီနေ့ကလည်းကျွန်တော်ဒီမူလေးပြဦးတယ်နော်အဲ၄ခွန်3နဲ့1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်ရဲ့ဘေးမှာကျွန်တော်တို့၄ခွန်3ဆိုပြီးတော့ထိပ်ကထောင်ပြီးပေါ့နော်အဲကျွန်တော်တို့တကယ်ချင်းဒီလိုတွားကြမယ်နော်ကျွန်တော်တို့၄ခွန်3 14ကနေ1နှစ်2နှစ်3နှစ်မြောက်2ဦးသွားရင်သူကတစ်ကြိမ်2ကြိမ်3ကြိမ်မှာခါ3လုံး4လို့သွားတာပေါ့နော်ဒီထိတ်ထောင်3နဲ့၄ခွန်3ရဲ့1နှစ်2နှစ်3နှစ်မြောက်သွားရင်2ဦးသွားရင်တစ်ကြိမ်2ကြိမ်3ကြိမ်မှာခါ3လုံး4တာပေါ့နော်တော့ဒီ၄ခွန်3လို့ထောင်ခဲ့တဲ့1နှစ်2နှစ်3နှစ်2ဦးမြောက်ကိုသွားရင်ကျွန်တော်တို့ဒီမှာခါ3လုံး4လို့ဆိုတာပေါ့နော်အဲကြတော့ကျွန်တော်တို့ဒီခါ3လုံး4ဆိုတဲ့နှစ်ထဲမှာကျွန်တော်တို့ကနန်းတစ်ကွက်လေးဖော်မွေးလေးလိုက်တာပေါ့နော်တနည်းအားဖြင့်ပြောမယ်ဆိုသူကနှစ်ကုံမှာဒီ3လုံးကတုံညဆိုဒီ3လုံးက3ဒီ3လုံးက4အဲ့တုံည3လေးလေးသူ့ဘေးမှာကြပေါ့တနည်းအားဖြင့်ဒီချိန်နေယူမယ်ဆိုထိတ်3လုံးက1အလဲ3လုံးက9အပိတ်က30အဲ့တင်90ရဒီမှာထိုးပေါ့ဒီချိန်မှာယူမယ်ဆိုထိတ်3လုံးက3ည6လေးရဘူးခါ3လုံးက6ဘူး6အပိတ်က4 3ည6လေးရဒီမှာထိုးပေါ့မလုပ်ခဲ့ဘူးဆိုတော့သူကဒီ3လုံးကဘူးဒီလိုက3ဒီလိုက4အဲ့3ည3လေးလေးရဒီမှာဘေးတိုက်ကြတာပေါ့နော်အဲ့ဒါသူကခါ3လုံး4ရနှစ်ထဲမှာပဲတစ်ခါလေးလောက်တာပေါ့နော်ဒုတိယရောက်ကလေးက2ဦးမှာခါ3လုံး4လို့ဆိုတာအဲဆိုတဲ့နှစ်ထဲမှာကျွန်တော်တို့ဥပမာဆိုဒီချိန်မှာဆိုထိတ်6နှစ်က10ပိတ်ခါနှစ်3ညနှစ်ပိတ်ကလေ3ညနှစ်4ဒီမှာထိုးပေါ့မောင်ကဲဆိုဒီနှစ်20ကနှစ်3ကခွန်ပေါ့ဒီကောင်က4ဒီကောင်က4ခွန်4ဒီမှာထိုးမောင်ကဲဆိုဒီမှာသူကထိတ်3လုံးကခွန်အလေက1ပိတ်က2အဲ့ခွန်တဲ့နှစ်ကဒီမှာထိုးကြသူကလောက်တာပဲနော်အဲ့ကျွန်တော်တို့နောက်ဆုံးတတိယရောက်ကလေးကြသူကဘယ်မှာလောက်တာဒီမှာလောက်တာအဲ့တော့ကျွန်တော်တို့ခါ3လုံးက4ဆိုတော့ကျွန်တော်တို့ကနှစ်ကုံမှာသာဆိုကျွန်တော်အပြောင်းလဲထိုးမှာเนาะဒါပေမဲ့ကျွန်တော်တို့ပေါက်တော့ပေါက်တယ်เนาะသူကလှည့်သွားတာထိတ်3လုံးက9လဲ3လုံးကခွန်အပိတ်3လုံးကခွန်ကိုဒါသူကဘေးလဲသွားတာမှဆို24ချိန်မှာသူ23ချိန်မှာကြိုပြီးတုတ်သွားတာပေါ့ဗျာเนาะအဲ့လိုကျွန်တော်တို့ဒီထိတ်တောင်ခါတောင်3ရက်4ဆိုပြီးတော့ဂျားထဲမှာလှုပ်တဲ့စနစ်တွေရှိတာဗျာကဲကျွန်တော်တို့ဂျားထဲမှာမသွားတော့ဘူးဗျာခါတောင်3ရက်4ရက်နဲ့1နှစ်2နှစ်3နှစ်မြောက်ထဲကိုကျွန်တော်တို့သွားမယ်ဆိုသူကကျတော့ဒီမှာထိတ်3လုံးပေါင်းနဲ့9လေ3လုံးပေါင်းနဲ့9အပိတ်3လုံးပေါင်းနဲ့9 5 3တကယ်တမ်းဆိုပြောမစင်တော့ဒီမှာထိတ်3လုံးခွန်လေရ8ပိတ်ကခွန်8ခွန်ကနေဒီပါဝင်ထွက်လာကြမြအချိန်တည်းရကနန်းတစ်ခွက်ဒီပေါင်းထားခဲ့ပေါ့နော်တစ်ချိန်2ချိန်3ချိန်ပေါင်းနဲ့ကနန်းရလက်တစ်ခုပေါ့2ချိန်3ချိန်4ချိန်ပေါင်းနဲ့ရလက်တစ်ခုပေါ့အဲ့လိုမှ3ချိန်4ချိန်5ချိန်ပေါင်းနဲ့ရလက်တစ်ခုတွေကကနန်းတစ်ခွက်ဒီဘာပဲဖြစ်ဖြစ်တဲ့ဆိုပြီးတော့သူကကြပေးရတာပေါ့နော်သူကကြဒီမှာ9 5 3ဆိုပြီးတော့သူကမှန်ကန်ဆိုရင်တော့2ချိန်4ချိန်6ချိန်8ချိန်9ချိန်10ချိန်17ချိန်မှသူအပေါင်းနဲ့ကနန်းကဒဲလိုက်တာပေါ့နော်သူကခါတောင်3ရက်4ရက်1နှစ်2နှစ်3နှစ်ထဲမှာပေါ့နော်ဖြစ်တာပေါ့နော်9 5 3ပေါ့နော်သူကနေ2ချိန်4ချိန်6ချိန်8ချိန်9ချိန်10ချိန်17ချိန်မှအပေါင်းနဲ့9 5 3ကဒဲလိုက်တာပေါ့နော်ဒုတိယလည်းခါတောင်3ရက်4ရက်1နှစ်2နှစ်3နှစ်မြောက်ရဲ့2ချိန်4ချိန်6ချိန်8ချိန်9ချိန်မြောက်မှာအပေါင်းနဲ့ထိတ်3လုံးက8အလဲ3လုံးက6အပိတ်ကခွန်ကဒါဒဲလိုက်တာပေါ့နော်မွေးကနန်းကနောက်ဆုံးတတိယရောက်ကကျကျွန်တော်က6နာဒီမှာခါတောင်3ရက်4ရက်1နှစ်2နှစ်3နှစ်မနစ်ကကျွန်တော်ဒီချိန်လေးဒီမှာပြောမှဆိုရင်ဒါထိတ်3လုံးက9အလဲ3လုံးက4အပိတ်3လုံးက3ကျွန်တော်9 4 3ကို6နာပေါ့နော်ဒါပေမဲ့ तू ကကျတော့မှားတော့ပေါင်းတဲ့ကဏ္ဍတွေဒဲလိုက်ထိုးဆိုတဲ့နေ့ကျကျွန်တော်တို့ဒီမှာအချိန်နဲ့ပြန်ပြီးတွေ့တဲ့ခါထိတ်3လုံးက8အလဲ3လုံးက9အပိတ်က2အဲ့ရှင်9နဲ့ကရှင်9နဲ့လုတ်သွားခဲ့တာပေါ့နော်ဒါသူစနစ်တွေအကုန်ပေးတာပေါ့နော်ဒါဒီစနစ်က2020နဲ့ခွန်ရတယ်လုတ်เสียစကွက်ချက်တွေအများကြီးပဲရှိတာပေါ့နော်ကျွန်တော်မလိုအပ်လို့ကြိုတင်ပြီးတော့ချပြီးတော့မပြထားဘူးပေါ့နော်ကျွန်တော်လိုအပ်လို့ရှိရင်ချပြမှာပေါ့နော်ကျွန်တော်မလိုအပ်လို့ချမပြဘူးပေါ့နော်ကဲအဲ့ကျလက်ရှိကကျွန်တော်ကဘာကိုချပြချင်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာထိတ်3လုံးက4တဲ့1နှစ်2 3နှစ်မှာတစ်ချိန်2ချိန်3ချိန်မှာခါ3လုံးက4တာပေါ့အဲ့ခါ3လုံး4ခဲ့တဲ့ဒီ684ပေါ့နော်
ဒီ6ရှစ်လေးရတယ်ကျွန်တော်တို့1နှစ်2နှစ်3နှစ်4နှစ်မြောက်တယ်မှာသွားရင်ကျွန်တော်တို့ရှည်ပေါင်း8လေးဖြစ်တာပေါ့နော်အဲရှည်ပေါင်း8ဖြစ်ပေးရတာပေါ့နော်ဒီ6ရှစ်လေးရ1နှစ်2နှစ်3နှစ်4နှစ်မြောက်မှာ6ရှစ်လေးသူရဲ့ကဏ္ဍလေးကပြန်ပြီးတော့လိုက်ပေါက်ပေးတာပေါ့နော်အဲ့ဒီနှစ်ထဲမှာဒီခါသုံးလုံးလေးရဲ့လေကဏ္ဍလေးလိုက်ပေါက်တာပေါ့နော်အဲ့ဒီနှစ်ထဲမှာအော်တိုကတော့635Rပါတာပေါ့နော်အော်တိုအနေနဲ့က650Rပါမယ်နော်650R အော်တိုပါမယ်800R အော်တိုပါမယ်နော်ဒါလည်းမွေးကဏ္ဍနေနော်ဒါဒီကြံတဲ့14ကျင်ကနေမွေးနိုင်တဲ့ကိုတည်းကမွေးလို့ရတယ်နော်ခါတော့3ချက်4ဆိုရဲ6ရှစ်လေးရ1နှစ်2နှစ်3နှစ်4နှစ်နှုတ်မှရှီပေါင်း8နှစ်ထဲမှာအဲ့6ရှစ်လေးလိုက်တယ်635အော်တိုလိုက်တယ်အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့800လိုက်တာပေါ့နော်တနည်းအားဖြင့်ကျွန်တော်တို့10ဘိတ်ခဲ့ရင်ခွန်ကွာထိုးပေါ့နော်10ဘိတ်ခဲ့ရင်ခွန်ကွာလေးထိုးပေါ့နော်အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ဒီမှာခါတော့3ချက်4လို့ဖြစ်တယ်အဲ့ဒီခါတော့3ချက်4ရဲ့ခါရ53ခွန်ကဏ္ဍလေးက1နှစ်2နှစ်3နှစ်4နှစ်မြောက်နှုတ်မှရှီပေါင်းခွန်ဆော့တာပေါ့နော်အဲ့4နှစ်မြောက်ထဲမှာအဲ့53ခွန်ခါတော့3ချက်4ဆိုတဲ့53ခွန်ဆိုတဲ့ကဏ္ဍလေးကရှီပေါင်းခွန်တဲ့ထဲမှာမွေးသီးလိုက်တာပေါ့နော်ဒီမှာလိုက်တာပေါ့နော်အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ခွန်8ခွန်အားမွေးသီးလိုက်တာပဲပေါ့နော်ဒီနှစ်ထဲမှာလည်းကျွန်တော်တို့650ရာလိုက်တာပဲပေါ့နော်အဲ့ဒီနှစ်ထဲမှာလည်း10ဘိတ်ခွန်ဘိတ်ခဲ့ရင်10ဘိတ်ခဲ့ရင်ခွန်ခွထိုးပေါ့နော်ဒီပထမကလည်းခါတော့3ချက်4ရဲ့6ချက်4ရဲ့1နှစ်2နှစ်3နှစ်4နှစ်မြောက်မှာနှုတ်မှာရှီပေါင်း8ဖြစ်ပြီးအဲ့ဒီထဲ6ချက်4ပြန်လိုက်တယ်650ရာအော်တိုလိုက်တယ်10ခွန်ခွန်အားလိုက်တယ်10ဘိတ်ခွန်ဘိတ်ရင်ခွန်10ဘိတ်ခဲ့ရင်ခွန်ခွထိုးခွန်ခွခဲ့ရင်3ထိန်းနဲ့ဘူး3ဘူး3ခွထိုးပေါ့နော်ဒုတိယရောက်ကလည်းခါတော့3ချက်4လို့ဆိုတယ်53ခွန်လိုက်တယ်သူရဲ့1နှစ်2နှစ်3နှစ်4နှစ်မြောက်မှာနှုတ်မှာရှီပေါင်းခွန်ဆိုတယ်အဲ့ဒီထဲမှာ650လိုက်တယ်10ဘိတ်ရင်ခွန်ခွထိုးတယ်ခွန်ခွအောင်ရင်3ထိန်းနဲ့3ဘူး3ခွအောင်တယ်အဲ့ဒီထဲမှာ8ခွန်ပတ်လဲ8ခွန်ပတ်လဲလိုက်တယ်နော်ဒါကျွန်တော်2020နဲ့ခွန်မှာလုံးလုံးမစနစ်တွေမှာအများကြီးပဲပါတာပေါ့နော်ကျွန်တော်ဒီနေ့ထဲမှာသူလုံးလုံးသွားပြီပေါ့နော်ကျွန်တော်တစ်ချိန်ခါတော့ကျွန်တော်ခွန်နောက်ထိုင်ခဲ့တဲ့မူလေးပေါ့နော်ကျွန်တော်ဒီမှာခါတောင်3ချက်က4လို့စော့တယ်စော့ခဲ့တဲ့ဒီ338ဆိုတဲ့ကဏ္ဍလေးကတနေ့နဲ့နေ့3နဲ့4နှစ်မြောက်နေ့ဦးမှာရှီပေါင်း6လို့ကစော့သွားပြီပေါ့နော်ဒီ338ပတ်လေလေးကဒီနှစ်ထဲမှာရှီပေါင်း6နှစ်ထဲမှာလာကြပေးရမှာပေါ့နော်ဒါအဓိကတော့သူလှမ်းပို့တဲ့စနစ်ကကျတော့ 380R လေးပေါ့နော် 380R လေးပဲနော်ဒါ 380R လေးကထူးမွေးပေါ့နော်ကျန်တဲ့အော်တိုကြတွေဒီ650 8ခွန်အော်တိုကြတွေမွေးကျင်တော့ဒီ 380R လေးမွေးပေါ့နော်အဲ့ကြတငယ်ချင်းတွေဒီခါတောင်3ချက်4ရဲ့338က1နဲ့3နဲ့4နဲ့ထဲမှာလိုက်ရမှာဆိုမလိုက်သေးဘူးပေါ့နော်ရှီပေါင်း6တွေလို့ပေါ့ဒီနေ့တည်းမှာအော်တိုကြဆို650R ကြတာရှိတယ်8ခွန်R ရှိတယ်ကျွန်တော်တို့10မပိတ်သေးဘူးပေါ့နော်10မပိတ်သေးဘူးပေါ့နော်တငယ်ချင်းကြည့်ကြည့်လိုက်နော်ဒီမှာ2ဘိတ်9ဘိတ်3ဘိတ်6ဘိတ်9ဘိတ်4ဘိတ်2ဘိတ်ခွန်ဘိတ်3ဘိတ်4ဘိတ်5ဘိတ်4ဘိတ်ပိတ်တာပေါ့နော်10ဘိတ်ခန့်ကျွန်တော်တို့ခွန်ကွာထိုးပေါ့နော်ဒီနေ့ထဲမှာကျွန်တော်တို့တငယ်ချင်းတွေနောက်လာမယ့်ချိန်တွေမှာကျွန်တော်တို့ဒီ10ဘိတ်ကြခဲ့နော်ဒီ10ဘိတ်ကြခဲ့လို့ရှိရင်သူ့ရဲ့အောက်ဒီခွန်ကွာလေးထိုးပေါ့နော်ခွန်ကွာထိုးတဲ့အချိန်ကျရင်ဒီလိုနေရာမျိုးလေးမှာထိုးပေါ့နော်10ဘိတ်ရဲ့အောက်မှာ10ဘိတ်ရဲ့အောက်မှာခွန်ကွာလေးထိုးပေါ့နော်တကယ်လို့10ဘိတ်အောက်မှာခွန်ကွာလေးအောင်သွားပြီဆိုရင်10ဘိတ်အောက်မှာခွန်ကွာလေးအောင်သွားရင်3ထိပ်လေးနဲ့3ဘူး3ခွပေါ့နော်3ခွဖြစ်စီ3ရှေ့ဘူးဖြစ်သေးပေါ့နော်ဒါဒီလိုလေးထိုးရမှာနော်3ခွခဲ့ရင်10ဘိတ်ခဲ့ရင်ခွန်ခွထိုးပေါ့နော်အဲခွန်ခွအောင်ခဲ့ရင်3ထိန်းနဲ့3ခွနဲ့ခါသီလီလာ3ရှေ့ဘူးနဲ့နောက်သီလီလာစနစ်လိုက်ထိုးပေါ့နော်ဒီစနစ်ကတကယ်နဲ့နဲစရာတွေပါတာပေါ့နော်တကယ်ချင်းနေဘာတွေလှုပ်ခဲ့တာလဲဆိုလို့ရှိရင်ကျွန်တော်ဒါဒီစနစ်လေးကတော်တော်ကောင်းတာလေးတွေလည်းပါတာပေါ့နော်ကဲနောက် site ထိုင်နေကြ2020နဲ့ခွန်ကြရင်ဒါတီလင်းပြမယ်နော်ဒီလောက်ပဲနော်